CCA မြင့်တဲ့ဘက်ထရီကိုဘာကြောင့်ရွေးချယ်သင့်တာလဲကားတစ်စီးအတွက် CCA 9 cranking ampere မြင့်တဲ့ဘက်ထရီကိုရွေးချယ်သင့်တဲ့အဓိကအကြောင်း၃ချက်ရှိပါတယ်တစ်စနိုးရတာပိုစိတ်ချလို့ CCA မြင့်တဲ့ဘက်ထရီက stand motor လိုအပ်တဲ့လက်စီချောင်းကိုချက်ချင်းလုံလောက်စွာထုတ်ပေးနိုင်ပါတယ်ဒါကြောင့်အင်ဂျင်ကိုပုံမလွယ်ကူစွာနှိုးစေနိုင်ပြီးစနိုးရခတ်တဲ့အခြေအနေကိုပြောနေစေပါတယ်နှစ်အင်ဂျင်အေးတဲ့အချိန်မှာပို့ပြီးတော့လုံဆောင်နိုင်စွမ်းကောင်းလို့ပါမနက်ခင်းအင်ဂျင်အေးနေချိန်တမမို့ရာသီဥတုအေးတဲ့ချိန်မှာအင်ဂျင်နှုန်းကပိုခတ်ပါတယ် CCA မြင့်တဲ့ဘက်ထရီကဒီလိုအခြေအနေမျိုးမှာလည်းလိုအပ်တဲ့ starting power ကိုထောက်ပံ့ပေးနိုင်ပါတယ်နံပါတ်3တက်တန်းကြာလာတဲ့အချိန်မှာစနိုးစွမ်းဆောင်ရည်ကိုပိုပြီးထိထားနိုင်လို့ဘက်ထရီတက်တန်းကြာလာတဲ့နဲ့များ CCA ကတဘာဝအတိုင်းတဖြည်းဖြည်းကျဆင်းလာတတ်ပါတယ်မူလကလေးကကားထုတ်လို့သူသတ်မှတ်ထားတဲ့ CCA သို့မဟုတ်နည်းငယ်ပိုမြင့်တဲ့ဘက်ထရီကိုရွေးချယ်ထားရင်တက်တန်းကြာလာချိန်ထိစနိုးစွမ်းဆောင်ရည်ကိုပုံမကောင်းမွန်စွာထိန်းထားနိုင်မှာဖြစ်ပါတယ်။ CCA မျက်နှာတစ်ခုရဲ့ကြောင့်ဘက်ထရီတက်တန်းပိုရှင်းမယ်လို့တော့မဆိုနိုင်ပါဘူး။တက်တန်းကဘက်ထရီရည်သွေးအသုံးပြုပုံနဲ့ charging system မှာလည်းမူတည်လို့ပါ။ကားထုတ်လို့သူသတ်မှတ်ထားတဲ့ဘက်ထရီရဲ့အတိုင်းအရွယ်အစား size နဲ့ voltage ကိုက်ညီမယ်ဆိုရင် CCA ပိုမြင့်တဲ့ဘက်ထရီကိုရွေးချယ်တာကလည်းကောင်းမွန်တဲ့ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်လို့ဆိုပြကြခင်ဗျာ။